ထိုလူသည်ဓာတုပုံးတစ်လုံးကိုပြုတ်လုံနေသည်သူသည်အစိမ်းရောင်အရင်မအားကိုတက်တာတစ်ခုတည်းသို့လောင်းထည့်ပြီးနောက်ရန်ကျိုးတက်ကားတိတ်ထင်တေချာပက်လိုက်သည်ထို့နောက်ဘုံကိုသူ့၏ကုတ်အင်ကြီးအိတ်ထဲသို့ဂယုတစိုက်ထည့်လိုက်သည်10မိနစ်စာအချိန်မှတ်ဆက်ကိုနှိုက်လိုက်သည်အပြင်သို့ထွက်လာပြီးနောက်သူသည်လူမိုက်တစုရှိရာသို့ဦးတည်လိုက်သည်အချိန်စေ့ကနီးတွင်သူသည်ထိုလူမိုက်များရှိရာသို့အမြန်ပြေးသွားပြီးတက်တာကိုသူတို့ရဲ့ခြေရင်းသို့လွှတ်ပစ်လိုက်သည်လူမိုက်တွေကတယောက်မသေးသေးတာကိုမြင်တော့ဘယ်လအသေးပြစ်တက်လိုက်ပါတယ်ပြီးတော့တနတ်ဘော်ကလက်ဝေရာတွေကိုသူ့အင်ဂျီနဲ့တေးချတုပ်မိတခြားသူတယောက်ရဲ့လက်ထဲကိုအတင်းထည့်ပေးလိုက်ပါတယ်ဒါဟာသူတို့အချင်းချင်းပြန်ချကြတာလို့ထင်အောင်ဖန်တီးခဲ့တာပါအဲ့ဒီနောက်မှာတော့သူဟာအခင်းထီပွားရနေတာကနေချက်ချင်းပဲထွက်ခွာသွားပါတယ်ဒီလူနာမည်ကဘေလွတ်ခေါ်ပါတယ်သူဟာထိတ်တန်းလုတ်ကြံတက်ဖက်ဤသမားတယောက်ပါအလုတ်လုတ်လာတဲ့နှစ်တောင်း20အတွင်းမှာသူဟာလူမတတ်မိတာမျိုးတစ်ခါမှမရှိခဲ့ပါဘူးသူ့ကိုခိုင်းတဲ့လူကလည်းဘီလ်ရဲ့အလုတ်လုတ်ပုံကိုသဘောကျလုံးလို့ငွေကိုတွန့်တိုခြင်းမရှိပဲပေးလိရှိပါတယ်အခုလေသူ့အလုတ်ရှင်ကဘီလ်ကိုအလုတ်အသစ်တစ်ခုထပ်ပေးပြန်ပါတယ်အကြောင်းရင်းကတော့အလုတ်ရှင်ရဲ့သမီးဖြစ်သူဟာအဲ့ဒီလူမိုက်ဂုံရဲ့အစော်ကားခံခဲ့ရလို့ပါလူမိုက်တယောက်တက်နိုင်လေတိုင်းဒေါ်လာ1000ထေးပေးမယ်လို့ကတိပေးတဲ့အခါမှာတော့ဘီလ်ကဘာတစ်ခေါမှမပြောပဲလက်ခံလိုက်ပါတယ်အပြင်ရောက်တော့ဘီလ်ဟာတနက်ဝယ်ဖို့အတွက်လက်နက်မှောင်ကိုသမားဂျော်နီစီကိုသွားပါတယ်သူတို့ကအရင်ကတည်းကအလုပ်တွေအတူတူလုပ်ဖူးတာမို့စကားအများကြီးပြောမနေတော့ပါဘူးဂျော်နီကသူ့ကိုဂိုဒေါင်ထဲတိုက်ရိုက်ခေါ်သွားပါတယ်ဂိုဒေါင်ထဲမှာတော့မျက်စိကျစရာလက်နက်မျိုးစုံကိုအစီအရီတွေ့ရပါတယ်ဘီလ်ကတော့အတန်တိတ်ပြောင်း silencer မပါပေမဲ့ sniper rifle အကြီးစားတစ်လက်ကိုမျက်စိကျသွားပါတယ်ဘီလ်ဟာဖောက်တဲ့ဟောင်းထက်တဲ့ကြောင့်ဂျော်နီကညကြီးမှောင်ပြောင်တစ်ခုကိုပါလက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်အဲ့ဒီညမှာတော့ဘီလ်ဟာဖျားเจ้าတစ်ခုစီကိုသွားပါတယ်အဲ့ဒီထဲမှာရှင်းဟောင်းမျော်စင်ကြီးတစ်ခုရှိပြီးစနိုက်ပါဖြစ်ဖို့အတွက်နေရာကောင်းပါပဲဘာလို့လဲဆိုတော့သူပြည့်ရမယ်လူမိုက်ဒီဟာလမ်းတစ်ဖက်ကဘားကိုလာလိရှိလို့ပါဘီလ်ဟာခုနကရထားတဲ့ငွေတွေကိုဂျမ်းပင်အောင်မှာဝှဲထားပြီးတစ်သားပြားနဲ့ပြန်ဖုံထားလိုက်ပါတယ်အခုတော့အားလုံးအသင့်ထင်ပါပြီဝယ်လာတဲ့ထမင်းဘူးကိုဖွင့်စားရင်နဲ့အပြင်ကအချင်းတွေကိုစောင့်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးတယောက်ကသူ့နောက်ကနေရုတ်တရက်ပေါ်လာပါတယ်ဘီလ်ကြောင်သွားပြီးတင်းနက်ကိုချက်ချင်းထွက်ကအသင့်ပြင်လိုက်ပါတယ်ကောင်မလေးကတယောက်တည်းဆိုတာတေးကြသွားမှသူတပင်ချနိုင်ပါတော့တယ်ကောင်မလေးကသူမနာမည်ကမယ်ရီဖြစ်ကြောင်းသူ့ကိုလိုက်နေတာကြာပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဘီလ်ကတော့အရန်ဒေါ်လာထွက်သွားပြီးသူမရဲ့လဲဘင်ကိုအတင်းဆွေးညစ်လိုက်ပါတော့တယ်ပြီးတော့သူဟာမယ်ရီကိုတိုင်မှာကျူးနဲ့တုပ်ပြီးပါဆက်သေးကိုလည်းအနှံ့အသက်မကောင်းတဲ့ချီဟိတ်တစ်ဖက်နဲ့ပိတ်ဆို့ထားလိုက်ပါတယ်တခြားသူလည်းအမှတ်မထင်ကျူးကျော်ဝင်ရောက်မလာနိုင်အောင်လေကားကတက်သားပြားဒီကိုလည်းတမင်တကာချောင်းနေအောင်လှုပ်ထားလိုက်ပါသေးတယ်အိမ်ငိုင်နေတဲ့မယ်ရီကိုကြည့်ပြီးဘီလ်ရဲ့စိတ်ခံကပြန်လဲပျော့ပြောင်းသွားပါတယ်သူဟာမယ်ရီရဲ့ကျူးဒီကိုဖြေပေးလိုက်ပြီးဂယုစိုက်နဲ့ရေတိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝတ်စုံပြေဝတ်ထားတဲ့လူတစုဘားကိုရောက်လာပြီးတကားဆောင်လေးနဲ့အပြင်းထန်တနက်ဖြစ်ခဲ့မှုတွေဖြစ်ပါတော့တယ်စူညံတန်တွေကိုကြားတာနဲ့ဘီလ်ဟာစနိုက်ပါရိုင်ဖယ်ကိုချက်ချင်းအသင့်ပြင်လိုက်ပါတယ်သူဟာအသက်ကိုအောင်အာယုံစိုက်ပြီးအပြစ်ခက်ကိုစတင်လိုက်ပါတယ်တစ်ချက်ပြစ်လိုက်တိုင်းလူမိုက်တယောက်စီလဲကျသွားပါတယ်အခြေအနေမဟန်တော့တာကိုမြင်တဲ့အခါတယောက်ကကားနဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်ဘီလ်ဟာတနက်ပြောင်းကိုချက်ချင်းလှည့်ပြီးပြစ်လိုက်ရာကားပေါ်ကလူလည်းပွဲချင်းပြီးတေဆုံးသွားပါတယ်ဝစ်စုံပြေးနဲ့လူတစုဟာချက်ချင်းပဲအရေးနှိမ်သွားပြီးစုတ်ခွာသွားကြရပါတော့တယ်ခဏကြာမှာတော့လမ်းမကြီးဟာပြန်လဲတိတ်ဆိတ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဘီလ်ဟာမယ်ရီကိုပြန်ပို့ပေးဖို့သူမရဲ့လိပ်စာကိုမေးပါတယ်မထင်မဲ့ပဲမယ်ရီကသူ့ကိုအမိုင်ပုံကြီးတစ်ခုစီခေါ်သွားပါတယ်ဘီလ်တယောက်ဘာကြောင့်လဲဆိုတာနားမလဲပဲကြောင်ကြည့်နေတော့မှာပဲမယ်ရီကဒီကိုင်းခေါင်ဆောင်ဟာမိန်းကလေးအများကြီးကိုနှိပ်စက်ခဲ့ပြီးအလောင်းတွေကိုဒီနေရာမှာပဲလာဆွန့်ပစ်လေရှိလေလို့ပြောပြပါတယ်ဒါကိုကြားလိုက်တဲ့အခါဘီလ်ဟာဒေါသတွေအကြီးအကျယ်ထွက်သွားပြီးဒီလိုလူရုပ်မတွေကိုအမြင့်ပြတ်ရှင်းပစ်ဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်ပါတော့တယ်